အားလုံးဒါလေးဆိုပါကျွန်တော်ဒီနေ့သင်မယ့်ဟာကတော့ editing group နဲ့ clipboard group အဲ့ဒီနှစ်ခုလုံးနေပြီးတော့တခါတည်းတပြိုင်တည်းသင်ပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Microsoft Word ကိုဖွင့်မယ် Start ကိုတစ်ချက်နှိပ်မယ်ပြီးရင် Microsoft ပေါ့နော် Microsoft Word ကိုနှိပ်လိုက်မယ်ပြီးရင် blank document တစ်ချက်နှိပ်မယ် Okay အဲ့ဒီမှာကျွန်တော်တို့ဒီမှာfont ပုံစံကို Tiny Roman ဆိုပြီးတော့ပြောင်းမယ်ပြီးရင် font size ကိုကျွန်တော်16ထားမယ်နော်ပြီးတော့ random comment စာပိုက်ရေက3ပိုက်စာကြောင်းရေက5ကြောင်းပါနော် Okay ရပြီ Okay အဲ့ဒီမှာကျွန်တော်တို့ဒီမှာ editing group နဲ့ကျွန်တော်တို့ဒီမှာ clipboard group ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ကဒီ editing group မှာနေပြီးတော့ကျွန်တော်တို့ကြည့်မယ်เนาะဒီမှာ file ဆိုတဲ့ဟာကြည့်မယ်เนาะ Okay အဲ့ဒီ file ကိုကျွန်တော်တို့ click တစ်ချက်နှိပ်မယ်เนาะဒီမှာ Okay click တစ်ချက်နှိပ်မယ်နှိပ်မယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီစာပိုက်တွေထဲကနေပြီးတော့ကျွန်တော်တို့ဒီ element ဆိုတဲ့စာကိုကျွန်တော်တို့ရှာမယ်เนาะ element ဆိုတဲ့စာကိုရှာကြည့်မယ်ဘယ်နာမှမသိဘူးပေါ့ဗျာစာလုံးအများကြီးဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့ element ဆိုတာကြားမယ် ELEMENTS element ပြီးရင်ဒီပေါ်ပေါ် enter ခေါက်လိုက်เนาะအဲ့တော့ဒီစာပိုက်တွေမှာဒီစာပိုက်မှာ element ဆိုတာကျွန်တော်တို့တစ်လုံးနဲ့ပဲရှိတယ်เนาะအဲ့ဒါကျွန်တော်တို့ဒီ file ကိုအသုံးပြုပြီးတော့ဒီမှာရှာတာဖြစ်ပါတယ်အဲ့တော့ file ရဲ့ဘေးနားလေးမှာကျွန်တော်တို့မြလေးရှိတယ်အဲ့ဒါဒီမှာ advanced file ပေါ့နော်အကောင်လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီဟာလေးပေါ်လာပါတယ်ဗျနော် Okay ပထမဟာလေးကိုကျွန်တော်ဖြောက်လိုက်မယ်အဲ့တော့ဒီကောင်လေးကဘာပြောရလဲဆိုတော့ကျွန်တော်တို့ဒီမှာ file နော်ဒီမှာ element ကျွန်တော်တို့ရှာတာတွေ့တယ်ဒီကောင်ကခဏကျွန်တော်တို့ file ဆိုတဲ့ဟာကိုနှိပ်လိုက်တာဒါ UUID နဲ့နှိပ်တာဒီ file advanced ဆိုတဲ့ဟာကိုနှိပ်လိုက်တာကြတော့ကျွန်တော်တို့ဒီထက်ပုံမြင့်သွားတာပေါ့နော်ပုံမြင့်တယ်ဆိုတော့အဲ့ဒီထဲမှာဘာလဲဆိုတော့ရှာလို့ရမယ်အစားထိုးလို့ရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီတော့ကျွန်တော်တို့ကတခါတည်းအစားထိုးခြင်းတယ်ဆိုလို့ရှိရင် element ဆိုတဲ့ဟာကိုရှာထားတယ်နော်ပြီးလို့ရှိရင် replace ဒီမှာအဲ့ဒီ element နေရာမှာနော်ကျွန်တော်တို့ဒီမှာ element နော်ကျွန်တော်တို့ selection လုပ်ထားပြီးရှာထားတဲ့ဟာကိုအဲ့ဒီဟာကိုကျွန်တော်တို့ဘာနဲ့အစားထိုးမလဲပေါ့ဥပမာ phone ဆိုတဲ့ဟာနဲ့အစားထိုးလိုက်မလားပေါ့နော်အဲ့လိုမျိုးအဲ့ဒါဆိုလို့ရှိရင်ဒီ replace ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ phone ပြသွားတယ်ပေါ့နော် ဖုန်းပြသွားပြီပေါ့နော်အဲ့ဒါလေးကိုပြောချင်တာဖြစ်ပါတယ် Okay အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ replace ဆိုတာလည်းအတူတူပါပဲခဏဒီ file ရဲ့ advanced ထဲမှာပါသွားပါပြီเนาะ advanced file ထဲမှာပါသွားပါပြီဒီ replace ဆိုတဲ့ဟာကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာပြန်တွေ့တာခဏဟာပဲเนาะ file and replace ဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်တွေ့တာဖြစ်ပါတယ်အဲ့ဒါလေးပါပဲเนาะ Okay နောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီမှာ clipboard group မှာပေါ့နော် clipboard group မှာနေပြီးတော့ကျွန်တော်တို့ဒီမှာcut ရှိတယ် copy ရှိတယ်ဒီမှာ format painter ရှိတယ်เนาะပြီးလို့ရှိရင် paste ရှိတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီမှာ cut ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဥပမာဒီ video ဆိုတဲ့စာလုံးကိုပေါ့နော်ကျွန်တော်တို့ selection လုပ်လိုက်မယ်လုပ်ပြီးတော့ဒီမှာ cut လုပ်လိုက်မယ်ပြတ်သွားပြီเนาะပြီးလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ဒီနေရာမှာပေါ့နော်ဒီကောင်လေးကိုနေပြီးတော့ဒီမှာ paste လုပ်မယ်ရိုး paste နှိပ်လိုက်လို့ရှိရင်ဒီမှာ video ပေါ်လာပြီเนาะ Okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီ provide ဆိုတဲ့ဟာလေးကို selection လုပ်မယ်ပြီးလို့ရှိရင် provide ဆိုတဲ့ဟာကို selection လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာရိုး copy ပဲလုပ်မယ်เนาะမဖြတ်ဘူး cut ဆိုလို့ရှိရင်ဖြတ်လိုက်တာဖြတ်ပြီးတော့မှဒီမှာပြန်ပွားတာပေါ့เนาะဒီကောင်ကကျတော့ copy လုပ်လိုက်မယ်ကျွန်တော်တို့เนาะ copy လုပ်မယ်ပြီးလို့ရှိရင် space bar ချပြီးလို့ရှိရင်ဒီမှာ paste ဆိုတဲ့နေရာရဲ့မြားရဲ့အောက်မှာနေပြီးတော့ကျွန်တော်တို့เนาะဒီမှာနှိပ်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာပေါ်လာပါပြီဗျာเนาะဒီ paste လုပ်တဲ့နေရာမှာမှသူကနေပြီးတော့ဒီမှာ3မျိုးရှိတယ်เนาะဒီမှာဒါအဆုံးကြတော့ဒီမှာ keep test only เนาะဒီကောင်ကကြတော့စာတွေကိုနေပြီးတော့သူကpaste လုပ်တာပေါ့เนาะပြန်ပွားတာပေါ့ကျွန်တော်တို့အခုစာလုံးမှာဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီစာကိုပဲနေပြီးကျွန်တော်တို့လုံးမှာဖြစ်ပါတယ်နှိပ်လိုက်ပါအဲဆိုဒီမှာ provide ပေါ်လာပါပြီเนาะ Okay နောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီမှာဒီ format painter ပေါ့เนาะဒါကကြတော့ကျွန်တော်တို့အသုံးတော်တော်လေးတဲ့တယ်ပေါ့เนาะအဲ့ဒါဘာပြောချင်လဲဆိုတော့ကျွန်တော်တို့ဒီမှာ powerful ဆိုတဲ့စာလုံးကိုကျွန်တော်တို့ဒီမှာ selection လုပ်မယ်လုပ်ပြီးတော့ကျွန်တော်တို့ဥပမာဒီ format တွေပြောင်းမယ်ပေါ့ဗျာဥပမာစာလုံးနည်းနည်းကြီးလိုက်မယ်ဒီမှာ increase font size เนาะနည်းနည်းကြီးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ
ဘိုးတင်လိုက်မယ်ပြီးလို့ရှိရင်သူ့ကိုနေပြီးတော့ဒီမှာကျွန်တော်တို့ text highlight color လုပ်လိုက်မယ်နော်ဒီလိုလေးလုပ်ထားတာပေါ့ဒါတွေအကုန်လုပ်ထားတာဆိုလို့ရှိရင်ဥပမာသူ့ကိုစာလုံးကြည့်မယ်နော်ဒီမှာဘိုးလုပ်တယ်ဒီမှာ highlight လုပ်တယ်ဆိုလို့ရှိရင်ဒါ format 3ခုလောက်သူ့ကိုလုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီခါကျတော့ကျွန်တော်တို့ဥပမာနောက်ဒီစာလုံးတစ်လုံးကိုလုံးမယ်စာလုံးတစ်လုံးကိုဖြစ်ဖြစ်စာကြောင်းတစ်ကြောင်းကိုဖြစ်ဖြစ်ဒီလိုလုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ format 3ခုလုံးကိုတစ်ချက်ချင်းလိုက်လုပ်နေရမယ်နော်အဲ့လိုမျိုးလိုက်လုပ်နေရမယ်လိုက်လုပ်နေရမယ့်အခါကျတော့အဲ့လိုမျိုးမလုပ်ချင်ဘူးအလွယ်တကူလုပ်ချင်တယ်ပေါ့နော်အလွယ်တကူမြင်မြင်ဆန်ဆန်နဲ့ကျွန်တော်တို့ပြီးမြောက်ချင်တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီ format လုပ်ထားတဲ့ဟာလေးကိုကျွန်တော်တို့ selection လုပ်နော် selection လုပ်ပြီးတော့ဒီမှာ format painter လေးကိုတစ်ချက်နှိပ်ပါဗျပြီးလို့ရှိရင်ဒီလိုယူခဲ့တယ်ဆိုလို့ရှိရင်ဒီမှာတမျက်စီးလေးလိုပေါ်နေနော်အဲ့ဒါကိုကျွန်တော်တို့ကနေပြီးတော့ဒီဘက်ကိုလိုချင်တဲ့ဒီမှာစာကြောင်းဆိုစာကြောင်းစာလုံးဆိုစာလုံးကျွန်တော်တို့ဒီမှာစာကြောင်းတစ်ကြောင်းလုံးကိုလုပ်လိုက်မယ်ပြီးလို့ရှိရင်လုပ်ပြီးတော့ clear လုပ်လိုက်ရရှင်အပေါ်ကပြောင်းထားတဲ့ format အတိုင်းဒီမှာအကုန်လုံးပြောင်းသွားပါပြီဗျနော် okay နောက်တစ်ခါလုပ်ပြမယ်ကျွန်တော်ဒီမှာ insert ဆိုတဲ့ဟာလေးကို click တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ဒီမှာစာလုံးနဲ့ကြီးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာဘိုးလုံးမယ်ပြီးရင် item list လုံးမယ်ပြီးလို့ရှိရင်ဒီမှာစာလုံးကိုကျွန်တော်အနီအောင်ပြောင်းမယ်နော်ဒီလိုပုံစံလေးလုပ်မယ်ဆိုလို့ရှိရင်ဒီမှာ insert ကိုကျွန်တော်တို့ selection ပေးမယ်နော် selection ပေးပြီးတော့ဒီမှာ format painter လေးကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးတာနဲ့ဒီကိုရောက်လာတဲ့နော်ဒီ text area ကိုရောက်လာတဲ့သူကနေပြီးတမျက်စိပုံစံလေးပြောင်းသွားတယ်ဗျာနော်ဒီမျက်စိပုံစံလေးပြောင်းသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာနှိပ်လိုက်မယ်အဲဒါဆိုရင်ဒီမှာနှိပ်လိုက်တာနဲ့ okay ရောက်ပါပြီနော်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးများတင်ပါတယ်